မင်္ဂလာပါရှင်ပမာတိုင်းသားပါရာဖြင့်တင်တင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရယ်ယခုညတင်ဆက်ပေးတော့မယ့်တင်အကြောင်းအရာတွေကတော့မန်နောင်ကျေးရွာတွေ KIO အစိုးရပညာရေးဌာနကဦးဆောင်ပြီးအထက်တန်းကျောင်းစတင်ဖွင့်လှစ်တဲ့တင်နဲ့ပေါင်ဝါချီဖွေလန်တွေကုန်တင်ကားများကိုတွာလာခွင့်ပိတ်ထားတာနလကျော်လာတာကြောင့်ပြည်သူများအခက်တွေ့နေတဲ့တင်ကိုကျမမွန်းကြကနေတင်ဆက်ပေးတော့မှာပါတော်ဖုံးမြမြို့နယ်မန်နောင်ကျေးရွာတွေ KIO အစိုးရမှအထက်တန်းကျောင်းကိုစတင်ဖွင့်လှစ်တင်ကြားနေပြီဖြစ်ကြောင်းသိရပါဗျ။ကျောင်းဖွင့်လှစ်တာဟာကျောင်းသူကျောင်းသားများရဲ့ပညာရေးမနောက်ကျစေရန်နဲ့အမျိုးသားရေးများတွေပုံမရက်တည်သွားနိုင်တဲ့ကျောင်းသူကျောင်းသားများဖြစ်လာဖို့ဖြစ်ကြောင်းကျောင်းကော်မတီတွေထံကသိရပါဗျ။မန်နောင်အထက်တန်းကျောင်းတွေကျေးရွာအနီးပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားများတက်ရောက်တင်ကြားနေကြောင်းလည်းသိရပါဗျ။အဆိုပါအထက်တန်းကျောင်းတွေကျောင်းသူကျောင်းသားပေါင်း400ကျော်ရှိပြီးဆရာဆရာမ33ဦးကပညာသင်ကြားပေးနေကြောင်းလည်းစုံစမ်းသိရပါတယ်ရှင်။ပေါင်ဝါချီဖွေလန်းတွေကုန်ပစ္စည်းတင်ပို့တဲ့ကုန်တင်ကားများကိုပြီးခဲ့တဲ့မေလ20ရက်ကစပြီးယခုချိန်ထိတွာလာခွင့်ပိတ်ထားတာကြောင့်ကုန်ပစ္စည်းဈေးများမြင့်တက်ပြီးပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။အခုလိုကုန်ပစ္စည်းကားများတင်ပို့မှုကိုပိတ်ထားတာကြောင့်ပြည်သူအများကုန်ပစ္စည်းမတင်ပို့နိုင်တဲ့အတွက်အခက်ရှိနေကြောင်းနဲ့ကုန်ပစ္စည်းများလည်းရခင်ထက်ပိုမှုဈေးနှုန်းမြင့်တက်လာကြောင်းသိရပါတယ်။ပေါင်ဝါချီဖွေကာလံပိတ်ထားပေမဲ့ပြည်သူတွေကိုတော့တွာလာခွင့်ပေးထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေလဆန်ကစပြီးပေါင်ဝါဒေတာအတွင်းတိုက်ပွဲတွေဖြစ်ပွားလာမည်ကိုလေဒေတာခံပြည်သူများစိုးရိမ်နေကြကြောင်းသိရပါတယ်ရှင်။ပမာတိုင်းတာပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။